ဘဝတစ်ခုမှာရေရှည်ကောင်းမှုအတွက်ကိုကျင့်တရားဒါကတော့လူတွေလိုချင်တာလားမြတ်စွာဘုရားကလိုအပ်တဲ့အရာဖြစ်ဆွတ်တာလားဆိုတာစဉ်းစားကြည့်ပေါ့ကိုကျင့်သီလမရှိဘူးဆိုလို့ရှိရင်လူလောကထဲမှာဂုဏ်သိက္ခာမရှိတော့ human dignity ဆိုတာလူရဲ့ကိုကျင့်တရားလူရဲ့ human morality ကိုကျင့်သီလဟာသိအရေးကြီးခဏခေတ်ကလူတွေကတော့ကိုကျင့်သီလဘလို့နေ human right ပဲတောင်းနေကြတာနော်ကိုရဲ့စိတ်နေသဘောထားအပြုမှုဆောင်ရွက်မှုတွေကဘလို့နေ human right ဆိုတာရွက်တောင်း human dignity ကိုတောင်းတဲ့လူတယောက်မှမရှိဘူးကမ္ဘာမှာလူအခွင့်အရေးသာတောင်းနေတယ်လူရဲ့ဂုဏ်သိက္ခာရှိအောင်နေရလားဆိုတာကြတော့မစဉ်းစားဘူးနော်အဲ့တော့သီလဆိုတာ human dignity ပဲလူသားရဲ့ဂုဏ်သိက္ခာရှိရလားအဲ့ဒါလဲလိုအပ်တဲ့အရာတစ်ခုဖြစ်တယ်နံပါတ်5ကျတော့ဘာတော့ဆိုရင်မြင့်မြတ်ဖြူစင်တဲ့ကိုချင်းတရားတမန်အပြင်ပြောမယ်ဆိုလို့ရှိရင်လူသိက္ခာကိုချင်းတရားဆိုတာထပ်ပြီးတော့ပြောတယ်ထင်မယ်ဒီဗြဟ္မစရိယဆိုတဲ့ပုဂ္ဂိုလ်စလိပစီဆိုတာအိမ်တော်မပြုတ်တဲ့ဂုဏ်သိက္ခာရှိအိမ်တော်မပြုတ်ပဲနေခြင်းကလည်းပဲဗြဟ္မစရိယလို့ခေါ်တယ်အိမ်တော်တော့ပြုတ်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့သာနေထိုင်တယ်တခြားကျွလွန်မှုတွေမလုပ်ဘူးအဲ့ဒါလည်းဗြဟ္မစရိယပဲနော်အဲ့တော့လူဖြစ်လာလို့ရှိရင်အိမ်တော်မပြုတ်ပဲနေတဲ့လူကတော့ရှာကောင်းရှာလိမ့်မယ်လူပြိုကြီးမလုပ်ဘူးကမလို့ရှင်လည်းနေပါစေအိမ်တော်ဘက်ကိုကျူးကျော်ပြီးတော့အိမ်တော်ဘက်ကိုကျူးကျော်ပြီးတော့အိမ်တော်ဘက်မဟုတ်သူနဲ့မပြစ်မှားဘူးဆိုလို့ရှိရင်ဒါဗြဟ္မစရိယလို့ခေါ်တယ်အဲ့ဒါလည်းလူလောကမှာလိုအပ်တယ်တဲ့ဂုဏ်သိက္ခာတစ်ခုပဲလူတွေရဲ့ဂုဏ်သိက္ခာတစ်ခုလို့ဆိုအဲ့လိုမဟုတ်ဘဲနဲ့အိမ်တော်ဘက်မဟုတ်သူတဲ့ပုဂ္ဂိုလ်နဲ့ဖြစ်ပြပြီးဆိုရင်ဂုဏ်သိက္ခာကျဆင်းသွားဒီနေရာမှာဗြဟ္မစရိယဟာလူတွေရဲ့လိုအပ်ချက်တစ်ခုဖြစ်တယ်လို့နံပါတ်5မှာမြတ်စွာဘုရားထည့်ဟောထားတယ်နော်